ဇလန်အစမှာတော့တစ်ချက်တစ်ယောက်ယူရီကိုထားခဲ့ပြီးကပ်ဖာစီကိုသွားခဲ့တဲ့ပါတီပွဲခိုက်တန်လေးနဲ့စတင်ထားပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ဟာရင်ထဲမှာတစ်ယောက်ကိုတစ်ယောက်တကယ်ချစ်နေကြလို့ပါ။သူတို့နှစ်ယောက်ဟာနှစ်တစ်ကူပွဲကိုအတူတူဆင်နွှဲနေကြရင်ကပ်ဖာကသူမကိုနမ်းဖို့အနာတိုးလို့လာပါတယ်။သူတို့နှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်ရစ်ပတ်နှောင်ဖွဲ့ထားရင်အသက်ရှူမတက်ပျော်ရွှင်နေကြတာပါ။သူမဟာလက်ရှိခံစားချက်တွေနဲ့စိတ်ကူးရင်မှုတွေကြားထဲမှာနစ်မျောပြီးစိတ်လှုပ်ရှားနေခဲ့ပါတယ်။နောက်တော့သူမဟာကျောင်းဝတ်စုံကိုစစ်ဆေးဖို့သွားခဲ့ပါတယ်။သူမဒီဝတ်စုံကိုပထမဆုံးအကြိမ်ဝတ်ခဲ့တဲ့နေ့ကျောင်းကိုပထမဆုံးခြေချခဲ့တဲ့နေ့ကစလို့အရာအလုံးအများကြီးပြောင်းလဲသွားခဲ့ပြီလို့မိမိကိုယ်ကိုတိုးတိုးလေးရေရွတ်နေမိတာပါ။အတိတ်ကအမှတ်တရတွေဟာလှေလားပြန်လဲလွှမ်းမိုးလို့လာပါတယ်။အဖွဲ့သားတွေနဲ့အတူဖြတ်တန်းခဲ့ရတဲ့ပျော်ရွှင်မှုနာကျင်မှုရုန်းကန်လှုပ်ရှားမှုတွေနဲ့အရာအလုံးဟာသူမကိုပဲဗဟိုပြုခဲ့တဲ့အချိန်တွေပေါ့။သူတို့ရဲ့ရင်မောတန်တွေမျက်ရည်တွေနဲ့အဲ့ဒီအမှတ်တရအလုံးဟာသူမရဲ့နှလုံးသားကိုရစ်ပတ်နှောင်ဖွဲ့ထားပါတယ်။သူမကျောင်းဝတ်စုံကိုဝတ်ဆင်ပြီးမှန်တဲ့ကမိမိကိုယ်ကိုစိုက်ကြည့်ရင်ကပ်ဖာနဲ့အတူဖြတ်တန်းခဲ့တဲ့ရုပ်ရှင်ပြီးတိတ်ဆိတ်တဲ့အခိုက်အတန့်တွေကိုပြန်လဲသတိရနေမိပါတယ်။အထူးသဖြင့်ယူရီကိုထားရစ်ခဲ့ပြီးကပ်ဖာနားမှာရှိနေဖို့ရွေးချယ်ခဲ့တဲ့နှစ်တစ်ကူဂျုံညာကိုပေါ့။အခြေအနေတွေပျက်စီးမသွားအောင်ယူရီနဲ့တွဲနေရမယ့်အခြေအနေဖြစ်နေပေမဲ့လည်းသူမစိတ်ကိုပြန်လဲစူးစီးခဲ့ပါတယ်။သူမအနေနဲ့ပိုပြီးတန်မာဖို့လိုပြီးလက်ရှိမှာရှိနေတဲ့အရာတွေကိုပဲအာရုံစိုက်ရပါတော့မယ်။သူမကျောင်းဝတ်စုံလဲပြီးတဲ့နောက်ဝင်လာတဲ့မက်ဆေ့ချ်အမြောက်များကိုသတိပြုမိသွားပါတယ်။ဒါရင်မကသေးပါဘူး။သူမဟာကြာရှုံးခြင်းရဲ့ဘယင်လို့တင်စားကြတဲ့ကပ်ဖာနဲ့တွေ့ဖို့သွားနေတာပါ။အထူးသဖြင့်ယူရီရဲ့လက်ထက်ခွင့်တောင်းတာကိုလက်ခံပြီးတဲ့နောက်မှာကပ်ဖာမျက်နှာကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာသူမတွေးပူနေမိပါတယ်။သူမကပ်ဖာနာကိုလုံးဝမသွားသင့်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲသူမရဲ့အတော်ဖြစ်သူဝင်လာပြီးအခန်းသစ်ပြင်ဆင်ထားတာကိုသဘောကျလို့နေပါတယ်။အတော်ဖြစ်သူကယူရီစောစောကလေးကရောက်နေပြီးကျောင်းကိုအတူတူသွားဖို့ခွင့်တောင်းထားကြောင်းအောက်ထပ်မှာစောင့်နေကြောင်းပြောပြပါတယ်။သူမရဲ့ရင်ထဲမှာတင်းကျပ်သွားခဲ့ရပါတယ်။အတော်ဖြစ်သူထွက်သွားပြီးနောက်မှာတော့ယူရီရဲ့လက်စွပ်ကိုစိုက်ကြည့်ရင်မိမိကိုယ်ကိုယူရီနဲ့တရားဝင်စစ်ဆက်ထားပြီးပြီဆိုတာသတိပေးနေမိပါတယ်။ကပ်ဖာအကြောင်းကိုလုံးဝမတွေးပဲရက်တန့်ရပါတော့မယ်။သူမစိတ်ကိုတည်ငြိမ်အောင်ထားပြီးအောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ကျောင်းပြန်တက်ရမယ့်အချိန်ရောက်ပြီလေ။တကားဝကိုရောက်တဲ့အခါယူရီကနွေးနွေးထွေးထွေးကြိုးဆိုစောင့်ဆိုင်နေပြီးသူမရဲ့အိတ်ကိုချက်ချင်းလှမ်းယူသေးပေးပါတယ်။ဒါကအခုဆိုသူ့ရဲ့တာဝန်ပဲလို့သူကဆိုပါတယ်။ဘာလို့လဲဆိုတော့သူကသူမရဲ့စစ်ဆက်ထားသူဖြစ်နေပြီလေ။စစ်ဆက်ထားသူဆိုတဲ့စကားလုံးကသူမကိုလန့်ဖြတ်သွားစေပြီးအရန်ကြီးမလုံးလေးလံလုံးတဲ့စကားလုံးတစ်ခုလိုဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲအဲရီရုတ်တရက်ရောက်လာပြီးသူမကိုယူရီနဲ့အတူတွားခွင့်မပြုနိုင်ဘူးလို့ညှင်းဆန်ပါတယ်။ဒါပေမဲ့ယူရီကတော့ဂရုမစိုက်ပါဘူး။သူအခုဆိုအဲရီကိုမကြောက်တော့ဘူးလေ။သူမကပဲတင်းမာမှုတွေကိုရက်တက်လိုက်ပြီးယူရီနဲ့အတူတွားပြီးစကားပြောချင်တယ်လို့ညင်တာစွာပြောလိုက်ပါတယ်။ယူရီကဒါကိုကြားရတာသဘောကျသွားပါတယ်။ဒါဟာအဲရီအနေနဲ့သူမအပေါ်ဘာခွင့်ရမှမရှိတော့ဘူးဆိုတဲ့သဘောမျိုးပါ။သူတို့နှစ်ယောက်ဟာအိုင်းရဲ့စိတ်ပြတ်ဒေါသထွက်နေတဲ့အကြည့်တွေအောက်ကနေကျောင်းကိုအတူတူထွက်လာခဲ့ကြပါတယ်။ကျောင်းကိုရောက်တဲ့အထိသူမဟာတုံးလုံးနေတုံးဖြစ်ပြီးကပ်ဖာနဲ့ပြန်တွေ့မဲ့အချိန်ကိုစိုးရိမ်တကြီးစောင့်ဆိုင်နေမိပါတယ်။ယူရီကသူမအဆင်ပြေရလားလို့မေးတဲ့အခါအန်ဂျလိုနဲ့အခုထိစကားမပြောရသေးကြောင်းအဆင်မသင့်သေးကြောင်းဝန်ခံလိုက်ပါတယ်။ယူရီကလည်းအရင်ကသူ့ခံစားချက်တွေကိုရိုးရိုးသားသားမပြောခဲ့မိတာကိုတောင်းပန်ပြီးအခုကစလို့အရာအလုံးကိုရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်လို့ဆိုပါတယ်။သူ့ရဲ့ရိုးသားမှုကသူမကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။ဒါကြောင့်နှစ်တစ်ကူညကကပ်ဖာနဲ့ဘာဖြစ်ခဲ့လဲဆိုတာကိုယူရီကိုပြောပြဖို့လိုအပ်တယ်လို့ခံစားလိုက်ရပါတယ်။သူမစကားစေုံရှိသေးယူရီကဖြတ်ပြောလိုက်ပါတယ်။ဒါဟာကပ်ဖာအကြောင်းဆိုတာသူသိပေမဲ့အခုလောလောဆယ်မကြားချင်သေးပါဘူး။သူမကိုအတောင်းပန်မခံချင်ပါဘူး။သူမကိုနားလဲပါတယ်။သူတို့မင်္ဂလာဆောင်မဲ့နေ့အထိတောင်စောင့်ဆိုင်ဖို့အဆင်သင့်ပါပဲ။သူကသူမလက်ကိုညင်သာစွာစုပ်ကိုင်ရင်အားပေးရှာပါတယ်။သူမအနေနဲ့သူ့ကိုအခွင့်အရေးတစ်ခုပေးဖို့နှလုံးသားတကားမပိတ်ထားဖို့နဲ့နှစ်ယောက်သားအတူတူချစ်နိုင်ကြဖို့မျှော်လင့်နေတာပါ။သူ့စကားတွေကသူမနှလုံးသားကိုထိုးဆိုင်သွားတယ်လို့ပါပဲ။သူမသူ့ကိုတကယ်ချစ်ရလား။ဒါမှမဟုတ်သူကသူမအပေါ်အရန်ကောင်းလုံးလို့လား။ဒါမှမဟုတ်မိသားစုအပေါ်ထားတဲ့တာဝန်ကြောင့်ပဲလား။သူမစိတ်ကူးတွေရှုပ်ထွေးပွေလီနေခဲ့ပါတယ်။အတန်းဖော်တွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်းတွေးပူမိပါတယ်။ယူရီကတော့တိတ်ဆိတ်ပူကိုမရပါနဲ့။အားလုံးကသူမနဲ့ကပ်ဖာတယောက်ပေါ်တယောက်ခံစားချက်ရှိခဲ့ဘူးတာကိုသိကြတာမို့ဒရမာတွေဖြစ်လာဖို့ကတော့တေချာနေပါတယ်။သူမဟာလက်စွပ်ကိုချုပ်ပြီးဝတ်ထားတဲ့ဆွဲကြိုးမှာချိတ်ဆွဲထားဖို့ဆုံးဖြတ်လိုက်ပါတယ်။အတန်းထဲကလူတွေကိုသူတို့စစ်ဆက်ထားတာကိုလှုပ်ဝက်ထားဖို့အတွက်ယူရီကလည်းစနောက်ပြီးအခြေအနေတွေအနေမခက်စေချင်ပါဘူး။သူတို့အရင်လိုပဲတငယ်ချင်းတွေလိုနေကြတာပေါ့လို့စလိုက်တဲ့အခါသူမစိတ်လှုပ်ရှားစွာနဲ့ရေမောလိုက်ပါတယ်။ပြီးတော့သူမလှည့်ထွက်သွားမယ့်အချိန်မှာပဲယူရီကရုတ်တရက်သူမကိုနမ်းလိုက်ပါတယ်။သူမစွန့်အံ့ဩသွားရပါတယ်။ယူရီကတော့ဝမ်းသာပီတိဖြစ်နေပေမဲ့သူမကတော့ကြောက်စင်းရင်လာမကြိုးဖို့နဲ့လူတွေတတိထားမိသွားလိမ့်မယ်လို့ပြောပြီးခက်သွက်သွက်ထွက်လာခဲ့ပါတယ်။ယူရီကသူမထွက်သွားတာကိုငေးကြည့်ကြံခဲ့ပါတယ်။သူမကျောင်းထဲကိုတခြားကျောင်းသားတွေနဲ့အတူဝင်လာပြီးစိတ်အေးထားဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့စင်ကြံလန်းအတိုင်းရှောက်လာတဲ့အခါကပ်ဖာရုတ်တရက်ပေါ်လာပါတယ်။သူကသူမကိုလန့်သွားစေပြီးဘေးတနေရာကိုဆွဲခေါ်သွားခဲ့ပါတယ်။ကျောင်းဖွင့်ရဲ့ပထမဆုံးနေ့မှာတင်သူ့ကိုအဲ့ဒီလိုကြမ်းတမ်းတဲ့စကားတွေပြောရမလားဆိုပြီးအပြစ်တင်ပါတော့တယ်။ပြီးတော့ဘာတတိပေးချက်မှမရှိပဲသူမကိုထပ်ပြီးနမ်းဖို့ငုံလာပါတယ်။သူမသူ့ကိုချက်ချင်းတားလိုက်ပါတယ်။ကပ်ဖာဟာသူမအပေါ်ဘလို့လွှမ်းမိုးမှုရှိလဲဆိုတာကောင်းကောင်းသိရနဲ့လာပြီးကလူမျိုးဆွေနေတော့မှာပဲ။သူကဒါကိုသူမဘာလို့စိတ်ဆိုးနေမှန်းနားမလဲပါဘူး။သူမကိုချစ်တာပဲလေဒါနဲ့တင်မလုံလောက်ဘူးလား။သူ့စကားတွေကသူမနှလုံးသားကိုပြင်းပြင်းထန်ထန်လှုပ်ခါသွားစေပါတယ်။ဒါပေမဲ့သူမဒါကိုမလိုချင်ပါဘူး။ယူရီကိုတစ္ဆာဖောက်နေတယ်လို့ခံစားရလို့ပါ။သူမကပ်ဖာကိုဝေးမှနေဖို့တောင်းပန်ပါတယ်။ကပ်ဖာကတော့ညှင်းဆန်ပါတယ်။သူတို့ကရီးစားတွေမှမဟုတ်တာတစ္ဆာဖောက်တယ်ဆိုတာမရှိဘူး။သူ့အဖို့တော့သူမဟာသူ့အပိုင်သူတယောက်တည်းရဲ့အပိုင်ပါပဲ။သူမကကပ်ဖာကိုယူနေတာပဲလို့ထင်ပေမဲ့သူကတော့ဂရုမစိုက်ပါဘူး။သူမကိုထပ်ပြီးဆွဲပွေကနမ်းလိုက်ပြန်ပါတယ်။ဒီတစ်ချိန်မှာတော့သူမလုံးဝအလျှော့ပေးလိုက်ရပါတယ်။သူမကပ်ဖာရင်ခွင်ထဲမှာအရေးပျော်သွားခဲ့ပါပြီ။သူမကပ်ဖာကိုချစ်တယ်ဆိုတာသူမရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတိုင်းကသိနေတာပါ။နှစ်တကူအကျိုးညကအဖြစ်အပျက်တွေဟာမျက်စိထဲပြန်မြင်အောင်လာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲယူရီရဲ့စကားတန်တွေကလည်းနားထဲမှာပဲ့တင်ထက်လာပါတယ်။မင်္ဂလာဆောင်မဲ့နေ့အထိစောင့်ပါမယ်ဆိုတဲ့ကတိစကားပေါ့။သူမရဲ့နှလုံးသားဟာကြေကွဲသွားရတယ်လို့ပါပဲ။သူမကပ်ဖာကိုတွန်းထုတ်ပြီးအရှိန်နဲ့ရိုက်ချလိုက်ကမင်းတက်မိပြီးကြံခဲ့တဲ့ကပ်ဖာကိုထားခဲ့ပြီးမောမောပန်းပန်းနဲ့ထွက်ပြေးလာခဲ့ပါတယ်
သူမအတန်းထဲကိုရောက်တဲ့အခါအားလုံးကနွေးနွေးထွေးထွေးကြိုဆိုကြပါတယ်။သူမစိတ်သက်သာရာရစွာပြုံးမိသွားပါတယ်။သူမပထမဆုံးသွားနှုတ်ဆက်တဲ့လူကတော့ခေါ်ပါ။သူမသူ့ရဲ့ပစ္စည်းတွေကိုစစ်ဆေးပြီးသူ့ရဲ့ရည်စားဖြစ်သူမောင်အကြောင်းမေးမြန်းပါတယ်။သူတို့ကြားမှာအရာအားလုံးအဆင်ပြေပါပဲနှစ်ယောက်သားအတူတူရေမောလိုက်ကြပါတယ်။ပြီးတော့အရင်လိုပဲဒရမာဆန်နေလုံးဖြစ်တဲ့ဒရူးနဲ့တိုးပါတယ်။သူမရေမောရင်အတန်းထဲကလူအားလုံးကိုနှုတ်ဆက်လိုက်ပြီးသူတို့ကိုပြန်တွေ့ရတာဝမ်းသာလို့နေပါတယ်။သူမနေ့လယ်စာစကားဝိုင်းတွေကိုကြော်ဖြတ်ပြီးအခန်းထဲကိုဝေးဝေးကြည့်လိုက်ပါတယ်။တခုခုတော့လွဲချော်နေတယ်လို့ပါပဲ။သူမစင်းနံအကြောင်းမေးကြည့်ပေမဲ့ဘယ်သူမှသူ့သတင်းမကြားမိကြပါဘူး။သူမရဲ့စိုးရိမ်စိတ်တွေတိုးလာပါတယ်။သူ့မှာတခုခုဖြစ်သွားတာလား။ဒါပေမဲ့သူမစိတ်အေးထားပြီးအားလုံးကိုဆက်ပြီးနှုတ်ဆက်နေပေမဲ့နှလုံးသားထဲမှာတော့တခုခုတေချာပေါက်မှားယွင်းနေပြီလို့ခံစားနေရပါတယ်။ရုတ်တရက်ကပ်ဖာတယောက်အတန်းထဲဝင်လာတဲ့အခါအားလုံးငြိမ်ကျသွားပါတယ်။သူ့ရဲ့အောက်နှက်ခမ်းမှာဒဏ်ရာညိုမဲဆွဲကြံနေတာကိုကျောင်းသားတွေကတော့အားရပါရရေမောပြီးသူ့ကိုမရက်မနာဆနောက်ကြပါတော့တယ်။ဒါပေမဲ့သူမကတော့ပြုံးမိတာကိုဖုံးကွယ်မရပါဘူး။ဘာလို့လဲဆိုတော့ဒါဟာသူမကိုယ်တိုင်လုပ်လိုက်တာမို့လို့ပါ။သူမအတန်းထဲကိုပြန်ပြီးအာယုံစိုက်လိုက်ပါတယ်။ဘာမှထူးထူးခြားခြားပြောင်းလဲမသွားပါဘူး။အားလုံးရေမောကစားရင်းအရင်တိုင်းပုံမှန်ပြန်ဖြစ်နေကြပါပြီ။ယူရီဝင်လာပြီးသူ့နေရာမှာတိတ်တိတ်ဆိတ်ဆိတ်ထိုင်လိုက်ပါတယ်။ကပ်ဖာလည်းအနောက်ကလိုက်ဝင်လာပြီးသူ့နေရာသူထိုင်ပါတယ်။ဒါပေမဲ့လေထုထဲမှာအပြောင်းလဲတစ်ခုကိုသူမခံစားမိနေပါတယ်။သူတို့အားလုံးကြားမှာအရာအများကြီးပြောင်းလဲသွားခဲ့ပြီလေ။ဆီယာမရောက်လာပြီးအားလုံးကိုနှွေးထွေးစွာနှုတ်ဆက်ကအတန်းသားတွေစုံစုံလင်လင်ပြန်တွေ့ရတာဝမ်းသာကြောင်းပြောပါတယ်။ဒါပေမဲ့ရှေ့မှာကြီးမားတဲ့အပြောင်းလဲတွေရှိလာမယ်လို့လည်းကြေညာပါတယ်။လှုပ်ရှားမှုအသစ်တွေစိန်ခေါ်မှုတွေပိုများလာမှာဖြစ်ပြီးအရေးကြီးဆုံးကတော့ကျောင်းအောင်မအောင်ဆုံးဖြတ်ပေးမဲ့နောက်ဆုံးစာမေးပွဲကြီးရှိလာမှာပါ။ဒါပေမဲ့ယူရီကသူမဘက်ကိုလှည့်ပြီးကျောင်းအောင်မှာပါလို့တိုးတိုးလေးအားပေးပါတယ်။သူမမျက်နှာလေးစိတ်သက်သာရစွာလင်းပွင့်သွားတာကိုကပ်ဖာမြင်သွားပြီးစိတ်တူသွားရပြန်ပါတယ်။နေ့လယ်စားချိန်မှာတော့အစားအသောက်ဝေစုတွေကပုံမှန်ထက်နည်းနေပါတယ်။ကျောင်းသားတွေညှဉ်းညူနေကြပေမဲ့ကပ်ဖာကတော့သူလိုချင်တဲ့လောက်ယူပြီးလင်ပန်းထဲမှာပုံထည့်ထားပါတယ်။သူကဂျေဂျေရဲ့ဘေးမှာလာထိုင်တဲ့အခါသူမကတော့သူ့ကိုဝေးဝေးမှာပဲနေစေချင်လာပါပြီ။သူမထရက်ဖို့ကြိုးစားတဲ့အခါသူကသူမရဲ့လက်ကောက်ဝတ်ကိုညှင်းသားစွာဆွဲကင်ပြီးတားလိုက်ပါတယ်။နှစ်တစ်ကူညကဘာဖြစ်ခဲ့လဲဆိုတာအားလုံးကိုသိစေချင်လို့လားတဲ့။သူမရင်ခုန်တန်မြန်သွားပေမဲ့လက်ကိုယုံထွက်လိုက်ပြီးသူ့ကိုအဖက်မလုပ်ပါဘူး။ယူရီရောက်မလာခင်ထိတော့သူမသူ့အနားမှာပျော်ပျော်ရွှင်ရွှင်ပဲနေပြနေပါတယ်။ယူရီကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာတော့သူမယူရီစီကိုချက်ချင်းသွားလိုက်ပါတယ်။ကပ်ဖာကသူမကိုထပ်ပြီးနှောက်ယှက်နေခဲ့တာကိုယူရီကသူမဟာသူ့ပိုင်ဖြစ်တယ်ဆိုတာကိုဘယ်တော့မှမမေ့ဖို့တင်းငြိမ်ပြတ်သားစွာနဲ့တတိပေးလိုက်ပါတယ်။စိတ်အကြက်ရဆုံးဖြစ်သွားတဲ့သူမဟာရုတ်တရက်ထွက်ပြီးထွက်လာခဲ့ပါတော့တယ်။ယူရီရောကပ်ဖာရောသူမနောက်ကိုလိုက်မလာစေချင်တော့ပါဘူး။ယူရီကတော့စိတ်မကောင်းဖြစ်ရပြီးကပ်ဖာကတော့ကျေနပ်နေပုံရပါတယ်။သူမအကြောင်းခေါင်မှုဘုတ်ကိုထွက်ပြေးလာခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ရှုပ်ထွေးမှုတွေကနေဝေးရမှာနောက်ဆုံးတော့အတဝဝရှူနိုင်ခဲ့ပါပြီ။သူမစင်းနှန်းစီကိုထပ်ပြီးဖုန်းခေါ်ကြည့်ပေမဲ့အခုထိပြန်မဖြေပါဘူး။သူတနေ့လုံးပြောင်းနေတာလေ။အဲ့ဒီအချိန်မှာမမျှော်လင့်ပဲဒရူးရောက်လာပါတယ်။သူဟာစိတ်မကောင်းဖြစ်ပြီးလေးလံနေပုံရပါတယ်။သူမသူ့ဘေးမှာညင်သာစွာထိုင်လိုက်ပြီးဘာဖြစ်လို့လဲလို့မေးကြည့်တဲ့အခါသူကမိမိကိုယ်ကိုစိတ်ပြတ်မိကြောင်းလူပြောတယောက်လိုခံစားရကြောင်းဝန်ခံပါတယ်။အချစ်ဆိုတာတစ်ဖက်သက်ဖြစ်နေရင်နာကျင်ရတယ်လို့သူကဆိုပါတယ်။သူချစ်ရတဲ့သူကိုသူ့ခံစားချက်တွေမဖော်ပြနိုင်ခဲ့တယ်လို့တခါတလေကြာရင်လည်းအကြောင်းပြချက်မရှိဘဲလူနှစ်ယောက်ကြားထဲမှာညှက်မနေတာကပိုကောင်းတယ်လို့တွေးမိကြောင်းပြောပါတယ်။သူကသူချစ်ရတဲ့မိန်းကလေးရဲ့ဓာတ်ပုံကိုပြလိုက်တဲ့အခါသူမမြင်တတ်သွားရပါတယ်။အဲ့ဒါသူမကိုယ်တိုင်ဖြစ်နေတာကိုသူမရဲ့ပုံစံကအများကြီးပြောင်းလဲသွားခဲ့တာမို့သူ့ရဲ့ရှက်ပြပြကြည့်တွေကမိမိကိုယ်ကိုရိပ်မိမနေတာမဆန်းပါဘူး။သူမအနေခက်စွာနဲ့ရေမောလိုက်ပြီးစိတ်လှုပ်ရှားမိသွားပါတယ်။ဒရူးလည်းစိတ်သက်သာရသွားပြီးသူတို့နှစ်ယောက်အချစ်အကြောင်းဘဝအကြောင်းနဲ့စိတ်ပြက်စရာတေးသေးမွှားမွှားလေးတွေအကြောင်းပြောရင်းနေ့လယ်စာဆက်စားဖြစ်ခဲ့ကြပါတယ်။အချိန်တွေကုန်လွန်ပြီးနောက်ဆုံးတော့သူမအိမ်ပြန်ရောက်လာခဲ့ပါတယ်။အိမ်မှာသူမအတွက်လက်ဆောင်တွေအများကြီးစောင့်ကြိုနေတာပါ။ဒါပေမဲ့သူမကိုအံ့ဩအသွားစေဆုံးကတော့အိမ်ထဲမှာထိုင်နေတဲ့ဧည့်သည်ပါပဲ။စင်းလန်သူမစိုးရိမ်တကြီးနဲ့သူ့စီကိုပြေးသွားပါတယ်။သူတနေ့လုံးကြောက်မတက်ခဲ့ဘူးလေ။သူမရဲ့အတော်ကသူစင်းလန်ကိုအယမ်းလွှမ်းနေတာဆိုပြီးသူတို့နှစ်ယောက်ထဲထားခဲ့ပါတယ်။သူမသူ့လက်မောင်းကိုခပ်ဖွက်ဖွက်လေးရိုက်ပြီးအပြစ်တင်လိုက်ပါတယ်။နင်ဒီမှာရှိနေပြီးကြောက်မလာဘူးလား။ဘာဖြစ်တာလဲ။သူကအရာအလုံးကိုရှင်းပြပါတယ်။သူ့အကိုကသူ့ကိုအမြဲတမ်းပြဿနာရှာတက်လို့ဆိုပြီးအင်္ဂလန်ကိုပို့ပိတ်လောင်ထားခဲ့တာပါ။သူအကြာကြီးပိတ်မိနေခဲ့ပြီးမှထွက်ပြေးလွတ်မြောက်လာခဲ့ကသူ့ပစ္စည်းတွေအကုန်ယူပြီးသူ့မစီကိုတန်းလာခဲ့တာပါ။အခုဆိုသူမနဲ့အတူနေရတော့မှာပါ။သူအန်ဂျလိုကိုပြောပြီးပြီဖြစ်တယ်လို့အန်ဂျလိုကလည်းသဘောတူထားပါတယ်။အပြောနဲ့အညီအန်ဂျလိုရောက်လာပြီးအားလုံးကိုအတီးပြုပေးပါတယ်။သူကစင်းနံကိုစိုက်ကြည့်ပြီးချက်ချင်းပြန်ထွက်သွားပါတယ်။သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ကြည့်မရကြဘူးလေ။စင်းနံကသူ့အမေကလည်းသူ့ကိုလိုက်ရှာမှာမဟုတ်ကြောင်းဘယ်သူမှဂရုစိုက်မှာမဟုတ်ကြောင်းနဲ့အန်ဂျလိုစီစဉ်ပေးထားတဲ့အတိုင်းသူမရဲ့အခန်းထဲမှာပဲအိမ်မှာဖြစ်ကြောင်းရှင်းပြပါတယ်။သူမလှမ်းခုန်နေတဲ့ကြားကပဲသူချက်ချင်းပြေးထွက်သွားပါတော့တယ်။အဲ့ဒီညနှောင်းပိုင်းမှာသူမအိပ်ပျော်ဖို့စူးစမ်းနေပေမဲ့စင်းနံကတော့ရေချိုးခန်းထဲမှာအဆုတ်ကွဲမတက်တဲ့ချင်းဆိုနေပါတယ်။သူ့တန်ကအရန်ကျယ်လွန်းလို့သူမလန့်နိုးလာရတာပါ။သူမဖုန်းကိုစစ်ဆေးကြည့်တဲ့အခါယူရီကသူ့မစီကို Good morning ဆိုပြီးချိုးသားတဲ့ message လေးပို့ထားပါတယ်။ကပ်ဖာကလည်းထုံးစံအတိုင်းဆက်နောက်တဲ့ message ပို့ထားတာပေါ့။သူမရှက်ပြုံးပြုံးမိပြီးစောင့်အောက်ထဲပုံနေမိပါတယ်။စင်းနံရေချိုးခန်းထဲကတချင်းတညီညီနဲ့ထွက်လာတဲ့အခါသူမစိတ်ပြက်လက်ပြက်နဲ့ညီးတွားပြီးမနေ့စာစားဖို့အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။သူမဝင်လာတဲ့အချိန်မှာပဲအရစ်ကအပြင်ကိုထွက်သွားပါတယ်။သူမစင်းနံအနာကိုတိုးသွားပြီးသူ့မျက်နှာမှာဝမ်းနည်းရိပ်တွေတွေ့လိုက်ရပါတယ်။တခုခုတော့မှားနေပြီ။သူရုတ်တရက်ထွက်ပြီးထွက်သွားဖို့ကြိုးစားပါတယ်။သူမသူ့အနောက်ကိုလိုက်သွားပြီးဘာဖြစ်တာလဲဆိုတာသိအောင်မေးပါတယ်။သူအခုလိုဝမ်းနည်းနေတာကိုသူမပထမဆုံးအကြိမ်မြင်ဘူးတာပါ။နောက်ဆုံးတော့သူအဲ့ရစ်ပြောပြခဲ့တာတွေကိုဝန်ခံလိုက်ပါတယ်။အဲ့ဒါကတော့သူမအနေနဲ့သူတို့အဖွဲ့ခွဲကနေထွက်ခွာတော့မှဖြစ်ပြီးသူ့အနာကနေဝေးဝေးမှနေရတော့မယ်ဆိုတာပါပဲ။သူမဒါကိုပြင်းပြင်းထန်ထန်ညှင်းဆိုပါတယ်။သူမဘသူ့ကိုမှထားမသွားချင်ပါဘူး။ဘသူ့ကိုမှလည်းသူမဘဝထဲကနေတွန်းမထုတ်ချင်ပါဘူး။အဲ့ဒီအချိန်မှာကပ်ဖာရုတ်တရက်ရောက်လာပြီးစိတ်တူသွားပါတယ်။တခြားလူတွေလည်းဒီစကားဝိုင်းကိုကြားသွားပြီးကောလာဟာလာတွေအမြန်ပြန့်သွားပါတော့တယ်။သူမကတော့ဒါကိုလုံးဝလက်မခံပဲဆက်ပြီးညှင်းဆိုနေပါတယ်။တစ်ဖွဲ့လုံးကလည်းသူမကိုအဖွဲ့ကနေမထွက်စေချင်ပါဘူး။စင်းနံကသူမရဲ့လက်မောင်းကိုဆွဲကင်ထားပါတယ်။ယူရီရောက်လာပြီးဒါကိုမြင်သွားပေမဲ့
သူမကတော့ Eric စီကိုသွားနေတဲ့ကဖနောက်ကိုလိုက်ဖို့ Yuri ကိုချက်ချင်းတွန်းဖယ်လိုက်ပါတယ်။သူမအားလုံးကိုအမှန်အတိုင်းပြောပြလိုက်ပါတယ်။ Eric ကသူမအဖေရဲ့ဖုန်းနံပါတ်ကိုခိုးယူခဲ့တာပါ။သူမကတော့သူတို့ကိုပဲဒီ division ကိုပဲရွေးချယ်ပါတယ်။ဘာပဲဖြစ်ဖြစ်သူမသူတို့နဲ့အတူရှိနေမှာပါ။ဂျေဂျီဟာကဖတစ်ခုခုမစင်မချင်းမလုံမိခင်တားဆီးဖို့သူ့နောက်ကိုပြေးလိုက်သွားပါတယ်။အဲ့ဒီမှာတင်ရံပွဲဖြစ်သွားပါတော့တယ်။ကဖက Eric ကိုအလွယ်တကူပဲထိုးချလိုက်နိုင်ပါတယ်။သူကပိုပြီးတတ်မှတာကို Eric ရဲ့တငယ်ချင်းတယောက်ကကဖကိုပြန်ထိုးလို့ကဖဒဏ်ရာရသွားပါတယ်။ Yuri ကကဖဘက်ကနေကာကွယ်ပေးပြီးရံပွဲကိုတားဖို့ကြိုးစားပေမဲ့တင်းမာမှုတွေကတော့ပိုပြီးမြင့်တက်လာပါတယ်။ဂျေဂျီကသူတို့ကြားထဲဝင်ပြီးအားလုံးကိုရက်ဖို့အော်ဟစ်လိုက်ပါတယ်။တခြားလူတွေကပြဿနာအားလုံးရဲ့အရင်းမြစ်ကသူမပဲဆိုပြီးအပြစ်တင်ကြပါတယ်။ Freya ကလည်းသူတို့ကိုကြည့်မရပါဘူး။ Drew ကတော့ Freya ကိုဂယုစိုက်တာမို့ပြဿနာထပ်မဖြစ်အောင်နောက်ဆုတ်ပေးလိုက်ပါတယ်။ကဖကတော့ဂယုမစိုက်ပါဘူး။သူကတိုက်ခိုက်ချင်နေပြီးရွေးချယ်မှုတစ်ခုကိုလိုချင်နေတာပါ။သူကသူမကိုသူ့ကိုပဲဖြစ်ဖြစ် Eric ကိုပဲဖြစ်ဖြစ်ရွေးချယ်ဖို့ပြောပါတယ်။သူမ Eric အပါဝင်အားလုံးကိုတောင်းပန်လိုက်ပြီးသူမကနေထွက်မှာမဟုတ်ကြောင်းကြေညာလိုက်ပါတယ်။ကဖနဲ့တစ်ဖွဲ့လုံးဝမ်းသာသွားကြပေမဲ့သူကသူမအနေနဲ့သူမအဖေနဲ့တွေ့ဆုံခွင့်အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်ကြောင်းနာကျင်ရမှာကသူမကိုယ်တိုင်ပဲဖြစ်ကြောင်းသတိပေးပါတယ်။ပြီးတော့သူလိုချင်တာမှန်သမျှအမြဲရတတ်တာမို့သူမကိုစိန်ခေါ်လိုက်ပါသေးတယ်။သူကိုယ်တိုင်ပဲသူမကိုသူမအဖေစီခေါ်သွားပေးမယ်လို့ကတိပေးလိုက်တာပါ။ဒါက Yuri ကိုအကြီးကျယ်စိတ်ပြတ်သွားစေပါတယ်။ Yuri နဲ့ကဖကြားကပြိုင်ဆိုင်မှုဟာအရင်ကထက်ပိုပြီးပြင်းထန်လာခဲ့ပါပြီ။စိတ်အနှောက်အယှက်ဖြစ်ရတဲ့သူမဟာအစားအသောက်တွေယူပြီးကြောင်းခေါင်မှုပေါ်ကိုထပ်ပြီးထွက်ပြေးလာခဲ့ပါတယ်။သူမကဖအနာကိုတိတ်တိတ်ဆိတ်ဆိတ်တိုးသွားပြီးသူ့ရဲ့ဒဏ်ရာတွေနဲ့နှလုံးသားကိုကုသပေးဖို့ပြင်ဆင်လိုက်ပါတယ်။သူမတုံရင်နေတဲ့လက်ကလေးတွေတဒိန်းဒိန်းခုန်နေတဲ့နှလုံးသားနဲ့အတူသူ့ဒဏ်ရာကိုဆေးထည့်ပတ်တီးစီးပေးပါတယ်။အဲ့ဒီအချိန်မှာပထမဆုံးအကြိမ်အဖြစ်ကဖကသူမကိုတောင်းပန်စကားဆိုလာပါတယ်။သူမအံ့ဩဝမ်းသာစွာနဲ့ညင်သာစွာပြုံးမိသွားပါတယ်။သူကလူအများကြီးကိုတောင်းပန်ဖို့လိုကောင်းလို့လိမ့်မယ်။ဒါပေမဲ့ဘယ်သူမှအရေးမကြီးဘူး။သူမတယောက်တည်းသာအရေးကြီးတာပါလို့ဝန်ခံလိုက်ပါတယ်။သူ့စကားတွေကသူမနှလုံးသားကိုနက်နက်ရှိုင်းရှိုင်းထိမှန်သွားစေပါတယ်။သူတို့နှစ်ယောက်တယောက်ကိုတယောက်စိုက်ကြည့်နေကြရင်လေထုထဲမှာမပြောဖြစ်သေးတဲ့ခံစားချက်တွေနဲ့ပြည့်နှက်လို့နေပါတယ်။သူမလှည့်ထွက်သွားဖို့ကြိုးစားတဲ့အခါသူကညင်သာစွာဆွဲခေါ်လိုက်ပြီးသူတို့ရဲ့အချီတွေကပိုပြီးဆူရှသွားပါတယ်။ရုတ်တရက်နှစ်တကူအကျိုးညကအမတ်တရတွေဟာနှစ်ယောက်စလုံးစီပြန်လည်ရောက်ရှိလာပါတယ်။အဲ့ဒီညကသူတို့အတူရှိခဲ့ကြတာပေါ့။ဒါပေမဲ့ Yuri ရဲ့ပုံရိပ်ကလည်းသူမစိတ်ထဲမှာပေါ်လာပါတယ်။ Yuri ကလည်းသူမကိုလက်လွတ်ဖို့အစင်သင့်မဖြစ်သေးပါဘူး။သူလည်းသူမအတွက်တိုက်ပွဲဝင်မှာပါ။သူမသူတို့နှစ်ယောက်ကြားမှာဘာရာနတီချပြီးလမ်းပြောင်းနေခဲ့ရပါတယ်။သူမမောမောပန်းပန်းနဲ့လန့်နိုးလာပါတယ်။အဲ့ဒီအိမ်မက်ဆိုးကြီးကပဲထက်ခါတလဲလဲမပြတ်မကွက်မက်နေတာပါ။ဒါကြောင့်သူမစိတ်ကြည်လင်အောင်စူးစမ်းရင်း Yuri ကိုသွားရှာပါတယ်။သူကမနက်ခင်းမှာသူမကိုကျင်ကျင်နာနာကြိုဆိုပေမဲ့သူမရဲ့စိတ်ကတော့ကဖစီရောက်နေပါတယ်။သူမစီ message မပို့တယ်လို့စင်လည်းမပို့ပါဘူး။သူကသူမအတွက်ပစ္စည်းတွေအကုန်ပြင်ဆင်ပေးထားပြီးစောစောနိုးဖို့ကြိုးစားခဲ့ပေမဲ့သူမပြန်မဖြေခဲ့တာကြောင့်ထွက်သွားခဲ့တာပါ။သူမသူ့ကိုရှာဖို့အပြင်ကိုအပြေးထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့တငယ်ချင်းကလိုက်လာပြီးတယောက်ယောက်သူမနောက်ကိုလိုက်နေတယ်လို့သတိပေးပါတယ်။သူမထိတ်လန့်သွားပြီးကဖစီကိုချက်ချင်းဖုန်းခေါ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဖုန်းမဝင်ခင်မှာပဲလူနှစ်ယောက်ကဖကိုဝိုင်းတိုက်ခိုက်နေတာကိုမြင်လိုက်ရပါတယ်။သူကတော့ပြင်းပြင်းထန်ထန်ပြန်လဲတိုက်ခိုက်နေတာပါ။သူမထွက်ပြေးချင်ပေမဲ့ပြေးလို့မရပါဘူး။သူ့ကိုတယောက်တည်းမထားခဲ့နိုင်တာမို့ဂျားထဲဝင်ပါမိပါတော့တယ်။လူတွေပိုပြီးရောက်လာပါတယ်။တယောက်ကကဖနဲ့ပတ်သက်နေလို့ဂျေဂျီကိုလိုချင်တာလို့ဆိုပါတယ်။သူမကသူတို့နဲ့မပတ်သက်ပါဘူးလို့ညှင်းဆိုပေမဲ့သူတို့ကဂယုမစိုက်ပါဘူး။သူတို့သူမစီလက်လန်းလာတဲ့အခါကဖကသူမရှိကိုချက်ချင်းဝင်ခံလိုက်ပြီးသူမအတွက်ကြားရောက်လာမဲ့ထိုးနှက်ချက်ကိုအစားဝင်ခံလိုက်ပါတယ်။ကျောင်းမှာတော့ဂျေဂျီရောက်မလာပဲအတန်းပြီးဆုံးသွားပါတယ်။ Yuri နဲ့ကဖတို့စိုးရိမ်တကြီးစူးစမ်းကြည့်ကြပါတယ်။တခုခုတော့မှားနေပြီလေ။ Yuri ရဲ့စိုးရိမ်စိတ်တွေတိုးလာပြီးကဖကိုသူမစီဖုန်းဆက်လို့မရကြောင်းပြောပါတယ်။သူတို့နှစ်ယောက်စလုံးဟာတယောက်ကိုတယောက်စိန်ခေါ်ပြီးဂျေဂျီရဲ့နှလုံးသားကဘသူစီမှလဲဆိုတာကိုသူမဘာသာဆုံးဖြတ်ပါစီလို့သဘောတူခဲ့ကြတဲ့အခိုက်အတန့်ကိုပြန်တတိယသွားကြပါတယ်။သူတို့နှစ်ယောက်ကြားကပြိုင်ဆိုင်မှုကတော့စတင်နေပြီဖြစ်ပေမဲ့ဂျေဂျီပဲရောက်နေမှနှစ်ယောက်စလုံးမသိကြပါဘူး။သူတို့စိုးရိမ်တကြီးနဲ့အပြေးလွှားလိုက်ရှာကြပါတယ်။ message တစ်ခုဝင်လာတဲ့အထိဘသူမှဂျေဂျီပဲမှလဲဆိုတာမသိကြပါဘူး။သူမဆေးရုံမှာရှိနေတာပါ။သူတို့ဆေးရုံစီကိုအပြေးသွားကြပြီး Yuri ကတော့စိုးရိမ်တကြီးနဲ့မရက်မနာဖုန်းခေါ်နေပါတယ်။သူတို့တွေ့သမျှလူတိုင်းကိုမေးမြန်းပြီးနောက်ဆုံးတော့သူမကိုရှာတွေ့သွားပါတယ်။အမှန်တော့ဒဏ်ရာရသွားတာကသူမရဲ့တငယ်ချင်း Yuri ဖြစ်နေတာပါ။သူတပတ်လောက်အနားယူဖို့လိုအပ်ပါတယ်။သူမဆေးရုံကိုရောက်လာရတာကတော့သွေးတွေကိုမြင်လိုက်ရပြီးစိတ်လှုပ်ရှားကအာယုံကြောတွေအာယုံခံစားလွယ်လွန်းလို့သတိမေ့လဲကျသွားခဲ့တာပါ။အကယ်၍ David နဲ့လုံခြုံရေးဝန်ထမ်းသားအတူမရှိခဲ့ရင်သူမဒီအထိရောက်လာနိုင်မှာမဟုတ်ပါဘူး။အဲ့ဒီအချိန်မှာစမ်းကြဲတဲ့လူတစ်ယောက်ပေါ်လာပြီးသူရဲကောင်းလုံးနေတာတွေကိုရက်တန်းကရက်ဖို့သတိပေးပါတယ်။မထွက်ခွာခင်မှာသူကတယောက်ယောက်စီဖုန်းဆက်ပြီးဂျေဂျီရူရဲ့သွေးတွေကိုမြင်ပြီးလန့်သွားကြောင်းကဖကသူမကိုအမြဲတမ်းအနေနဲ့တွန်းပို့နေကြောင်းသတင်းပို့ပါတယ်။အဲ့ဒီလူပြန်လာရင်အရာအလုံးအဆင်ပြေသွားမှာပါလို့လည်းဆိုပါတယ်။သူဘသူကိုပြောနေမှန်းတော့ဘသူမှမသိကြပါဘူး။တစ်ဖက်မှာလည်းဆေးရုံကတင်ပေါ်မှာဂျေဂျီဟာသွေးမြင်တိုင်းသတိမေ့လဲကျခဲ့ရတဲ့အတိတ်ကအမတ်တရတွေကြောင့်တုံရင်နေရှာပါတယ်။ကဖအခန်းထဲဝင်လာပြီးသူမငိုနေတာကိုတွေ့သွားပါတယ်။သူကသူမရဲ့တုံရင်နေတဲ့ခန္ဓာကိုယ်လေးကိုချက်ချင်းပဲပွေ့ဖက်ပြီးနှစ်သိမ့်ပေးရှာပါတယ်။သူမအားနေနေချိန်တိုင်းသူမအနားမှာအမြဲရှိနေပေးပြီးနှစ်သိမ့်ပေးခဲ့တာသူပဲဖြစ်ကြောင်းအထက်ထက်အခါခါပြောပြပါတယ်။သူမကတော့သူတို့ကိုလိုက်လံနှောက်ယှက်နေတဲ့ Rance ဂိုင်းကိုကြောက်ရွံ့နေတာပါ။ဒါပေမဲ့သူကသူမဘသူကိုမှမနာကျင်စေခဲ့ပဲသွေးတွေကိုအလုံးအလောက်မြင်တွေ့ခဲ့ပြီးပြီမို့စိတ်အေးအေးထားဖို့ချုံ့မပေးပါတယ်။သူမတိုးတိုးလေးဝန်ခံလိုက်ပါတယ်။ Yuri ကသူမရဲ့စိတ်ဆက်ထားသူဆိုတာသိပေမဲ့ကဖနဲ့အတူရှိနေချိန်တိုင်းမှာတော့ကွဲပြားခြားနာပြီးနှွေးထွေးလှပတဲ့ခံစားချက်တစ်ခုကိုခံစားနေရတယ်ဆိုတာပါပဲ။သူကသူမကိုအနားယူဖို့ပြောပြီးသူ့ရဲ့ရင်ခွင်ထဲမှာပွေ့ချီကဆေးရုံစင်ကြံလန်းအတိုင်းထွက်လာခဲ့ပါတယ်။ Yuri ကတော့အသေးအတန်လိုက်ရှာတော့မှာပဲ။ Yuri တယောက်ကဖကဂျေဂျေကိုပွေ့ချီပြီးသူ့စီလျှောက်လာတာကိုမြင်လိုက်ရတဲ့အခါစွန့်အံ့ဩပြီးအေးခဲသွားရပါတယ်။ဂျေဂျေနဲ့ကဖတို့ကတော့တယောက်ကိုတယောက်အသက်ရှူမှမတက်စိုက်ကြည့်နေကြပြီးစိတ်ချင်းဆက်သွယ်နေကြသလိုပါပဲ။ Yuri ရဲ့နှလုံးသားကတော့ကြေကွဲသွားရပါပြီ။ကဖကသူ့ဘေးကနေတီတီငိမ့်ငိမ့်ဖျက်လျှောက်သွားတဲ့အခါ Yuri ကလမ်းပိတ်ရက်လိုက်ပါတယ်။သူကသူမကိုကြည့်ပြီးငါနင့်ကိုဘယ်တော့မှပြစ်မထားဘူး
ငါနင့်အတွက်တိုက်ပွဲဝင်မှာလို့ကြေညာလိုက်ပါတယ်။သူမရင်ခုန်တန်တွေမြန်လာရပြန်ပါတယ်။ဒါတွေအားလုံးကအိမ်မက်တစ်ခုလား။အိမ်မက်ဆိုရင်တော့သူမနိုးထချင်ပါပြီ။ဒါပေမဲ့ဒါကအိမ်မက်မဟုတ်ပါဘူး။ဒါဟာဂျီဂျီရဲ့နှလုံးသားကိုတိမ့်ပိုက်ဖို့အတွက်စစ်မှန်တဲ့တိုက်ပွဲကြီးရဲ့အစပြုခြင်းပါပဲ။ယူရီစန့်ကျင်ဘက်ကဖာနှစ်ယောက်စလုံးကတော့ပြတ်သားနေကြပြီးနှစ်ယောက်စလုံးကလည်းချစ်နေကြတယ်လို့နှစ်ယောက်စလုံးကလည်းသူမအတွက်တိုက်ခိုက်ဖို့အဆင်သင့်ပါပဲ။ဂျီဂျီဘသူ့ကိုရွေးချယ်မလဲဆိုတာကိုတော့နောက်ထပ်အပိုင်းတွေမှာဆက်လက်ရှုစားရမှာပါ။